ဆိုရင်ကျွန်တော်တို့က car parking ပေါ့နော်ဒီဘက်ကတော့ open space ပေါ့ open space ဒါ car parking ဒီနေရာတွေက open space ဒီဘက်ဆိုအရေးတွေက car parking ဒါဆိုကျွန်တော်တို့ကအခုဒီဟာဆိုရင် main entrance ဒီနေရာလေးဆို main entrance အခုကကျွန်တော်တို့က CF4 ရဲ့အလွှာနှိပ်အခန်းလေးဖြစ်တဲ့နှစ်လွှာမှာရှိနေတဲ့ level 2မှာရှိနေကျွန်တော်210ခန်းလေးကိုအခုလိုက်ပြပေးမယ်နော်အခုဆိုဒါကိုကျွန်တော်တို့ကဒါ main entrance ကိုကျွန်တော်ဝင်ပြီးဒီဘက်မှာဆိုလည်းအတွင်းမှာ car parking တွေလုပ်လို့ရတယ်ရက်လို့ရတယ်ဒီမှာပဲရက်အတွင်းမှာပဲရက် car parking တွေအများကြီးဒါဆိုကျွန်တော်တို့ကဒီကနေတက်လိုက်ဒီကနေသွားမယ်သွားလိုက်ရင်ကျွန်တော်တို့ကအရှိပါ inquiry counter ရှိတယ်ဒီလိုလေးရောက်တက်ဖို့ကျွန်တော်တက်တယ်ပြန်သွားမယ်ဒါဆိုရင်ကျွန်တော်တို့အထဲကိုပေါ်ပါတယ်ဒါဆိုဒီလိုဝင်ပြီးဒီအရာတွေကကျွန်တော်တို့တက်တဲ့သွားဒီဘက်ကျတော့ကျွန်တော်တို့က information counter ဒီကနေပြီးတော့လည်းကျွန်တော်တို့က level 2ရဲ့ကျွန်တော်တို့ level 2ကိုသွားနေတယ်တောင်းလို့ဆိုတော့ကျွန်တော်တို့က ground level ကိုရောက်နေတယ် ground floor ကနေ level 2မှာဆိုတက်လိက20ဆင်းပါမယ်နော်တက်လိက20ဆင်းပါတို့ကတက်လိကအတွင်းကိုရောက်သွားပြီတက်လိကအတွင်းမှာရိုက်မယ်နော် level 2တက်Okay ဒါဆိုကျွန်တော်တို့ level 2ကိုရောက်ပြီတက်လိကထွက်ရင်ဒါ level 2ကနေကျွန်တော်တို့တက်လာတဲ့အခါမှာဟိုမှာ206 215ကျွန်တော်တို့က210ဆိုတော့ဒီဘက်ကိုသွားမယ်210ကျွန်တော်တို့အခုသွားနေတာဒါကတော့ပတ်စစ်ဝေးကကျတော့4ပေလောက်ရှိပဲဒီမှာဆိုရင်ကျွန်တော်တို့ကlighting တွေပေးထားမယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ fire alarm တွေပါမယ်နော်ဒါ meter snake fire alarm တွေပါမယ်ဒါရှိမယ်နော်ဒါဆိုအခုဆိုကျွန်တော်တို့က210ခန်းကိုရောက်ပြီ210ဒါဆိုအခန်းလေးကိုကျွန်တော်အခုဖွင့်လိုက်မယ်ခန်းလေးကဒါတော့210 stereo room လေးနော် stereo room လေးကိုဖွင့်လိုက်မယ်ဖွင့်လိုက်တဲ့အခါမှာဝင်ချင်းမှာကျွန်တော်တို့ကအခင်းကိုကြွေပြားကပ်ပြီးသားအပေါ်မှာလည်းမျက်နှာကျင်ပါပြီးသားမျက်နှာကျက်ဟိုမှာကျွန်တော်တို့ကမျက်နှာကျက်ဟိုမှာနှစ်ထပ်ထည့်ပြီးတာ modernized design နဲ့ထည့်ပြီးတာမျက်နှာကျက်ကပ်ဘီနက်ကိုထည့်ပြီးတာလေကပ်ဘီနက်ဆိုလည်းမိသားစုတွေကြဲကြဲဝန်းဝန်းနဲ့သုံးလို့ရအောင်ကျွန်တော်တို့ကပ်ဘီနက်တစ်ခါလေးထည့်ပြီးတာလေကပ်ဘီနက်မှာဆိုလည်းအကန့်တွေအများကြီးပါတယ်ဟိုထည့်လို့ရမယ်အပေါ်မှာလည်းနှစ်ကန့်ပါတယ်အောက်မှာလည်းပါမယ်ဒီမှာလည်းအောက်မှာလည်းအန်ဆွဲနဲ့ drawer လေးတွေလည်းထည့်ပြီးတာလေနော်ဒါကတော့ကပ်ဘီနက်ကိုကျွန်တော်တို့ထည့်ပြီးတာလေကပ်ဘီနက်ရဲ့ဘေးနားမှာတော့ကျွန်တော်တို့ကစာရေးစပွဲလေးတွေကိုအနေနဲ့ဘာပဲလုပ်ချင်လို့ဆဲပြီးတာလေစာရေးစပွဲအပေါ်မှာတော့ open shot လေးနှစ်ခုကျွန်တော်ထည့်ပြီးတာလေအဲ့မှာဒီကောင်ကစီလင်မှာကြသူ့ရဲ့ထူးခြားချက်ကကျွန်တော်တို့စီလင်ကနှစ်ထပ်စီလင်အလဲမှာထည့်ထားတယ်ဒီကောင်မီးလဲကစားလို့ရမီးကကျွန်တော်3မျိုးထည့်ပေးတာလေဒီအဝါရောင်ထည့်ပေးတာလေအပြာရောင်ထည့်ပေးတာလေနော်နောက်ကလိမ်မော်ရောင်လည်းပါတယ်ဒါပြီးရင်ဒီဘက်မှာကြည့်လိုက်ရင်ကျွန်တော်တို့ကအဝိရှော်ဆက်ကိုကကျွန်တော်ထည့်ပေးတာလေအဝိရှော်လဲဆိုရင်ကျွန်တော်မီဒီယာနှစ်ကနဲ့ထည့်ပေးတာလေဒါလည်းပါမှာဒီအခန်းဝင်ဒါပါသွားမှာဒါပါ presence အနေနဲ့ကျွန်တော်ထည့်ပေးဒီပုံမှာကျတော့ကျွန်တော်တို့ကအဝတ်လန်းစိန်လေးအဝတ်တွေပါလမ်းမယ်ပြုတ်မယ်ဆိုရင်ဒါလေးကအဝတ်လန်းစိန်လေးထည့်ပေးတာလေဒီဘက်ကျတော့ကျွန်တော်တို့မီးဖို့ကြောင့် kitchen room မှာကျွန်တော်တို့အလူမီနီယံတွေနဲ့ဖွဲ့ပေးတာလေ kitchen room ဆိုဒီမှာဒါဆိုကျွန်တော်တို့က steel basin တွေပါမယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့အောက်က kitchen cabinet အောက်လေးတွေပါအကုန်ထည့်ပေးတာလေ kitchen cabinet အောက်ပါမယ်ဒီဘက်မှာဆိုရင်ကျွန်တော်တို့ကဒါအညော်ဆုံးဆက် exhaust fan တွေထည့်ပေးတာလေနော်ဒါကိုအနေနဲ့ကိုကာဦးတွေပါထည့်ပြီးလုပ်နေတာဒီဘက်မှာကျ open shot လေးနှစ်ခုကိုထည့်ပေးတာလေဒီမှာတော့၄ပေ slide တို့ aluminum ပါမယ်ပြီးရင်ရေခဲတက်တာ mini refrigerator ရေခဲတက်တာအသေးလေးလည်းကျွန်တော်ထည့်ပေးတာလေအဲရေခဲတက်တာလေးကလည်း presence အနေနဲ့ထည့်ပေးတာမှာဒါကတော့ aluminum နဲ့ဖွင့်တာလေဒီမှာဆိုရင်ကိုအဟင်းလေးပါချက်ပြုတ်ပြီးပြီဆိုရင်အပြင်ကိုတမ်းပြီးပေးလို့ရတယ်ဒါဆိုဒီမှာစင်လေးပါကျွန်တော်တို့ကထည့်ပေးတာနော်ဒါလေးစင်လေးပါထည့်ပေးတာဒီကနေစင်လေးပါထည့်ပေးတာလေဒါကြတော့ကျွန်တော်တို့ဝင်ဝ main လေးကဒီဘက်မှာသွားမယ်နော်